ဒီနေ့ကျမမျှဝေချင်တာကကျတော့ accrued expense နဲ့ prepaid expense ဘာတွေကွာခြားတယ်ဆိုတာကိုနဲ့ပတ်သက်ပြီးမျှဝေပေးချင်တာဖြစ်ပါတယ်။ accrued expense ကကျမတို့ဒီ IFRS standard အရဆိုရင်တော့ IAS 37အောက်မှာသူ့ကိုစာရင်းရေးသွင်းပေးရတာဖြစ်ပြီးတော့prepaid expense ကကျတော့ IAS 38ခေါင်းစဉ်အောက်ပေါ့နော် intangible assets အနေနဲ့သူ့ကိုစာရင်းရေးသွင်းပေးရတာဖြစ်ပါတယ်။အခုပထမဦးဆုံးကျမက accrued expense ကိုအရင်ရှင်းပြပေးမယ်နော်။ accrued expense ဆိုတာကလုပ်ငန်းကဒီအသုံးစရိတ်နဲ့ပတ်သက်ပြီးတော့သုံးပြီးသွားပြီဒါပေမဲ့ပတ်စံကတော့မပေးရသေးဘူးပေးရန်တာဝန်ရှိနေတယ်။အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ကျမတို့ကဒါကိုပေးရန်ရှိအနေနဲ့စာရင်းဖော်ထားပေးဖို့လိုတယ်ပေါ့နော်။အဲ့ဒါတွေကအထူးသဖြင့်ဘာတွေရှိမလဲဆိုရင် electricity charges တွေဝန်ထမ်းတွေရဲ့လစာတွေနောက်ပြီးတော့ interest ပေးရမယ့်ဟာတွေပေါ့နော်ဒီလိုဟာမျိုးတွေဆိုလို့ရှိရင်ကျမတို့ကပေးရမယ့်တာဝန်ရှိတယ်ဒါပေမဲ့လောလောဆယ်မပေးရသေးဘူးအဲ့လိုသုံးစရိတ်မျိုးတွေကို accrued expense လို့ခေါ်တယ်ဒီ accrued expense နဲ့ပတ်သက်ပြီးတကယ်လို့များအဲ့သုံးစရိတ်တွေကိုစာရင်းရေးသွင်းတော့မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီသက်ဆိုင်ရာလဥမာကျမကဒီဇင်ဘာလပဲထားလိုက်ပေါ့နော်ဒီဇင်ဘာလမှာဆိုရင်ကျမတို့ကမီတာဘီတွေကသုံးပြီးသွားပြီပေါ့နော်မီတာကသုံးသွားပြီအဲ့လိုမျိုးဆိုလို့ရှိရင် electricity ဒီဟာကိုကျမတို့က report ပိတ်တဲ့အချိန်မှာစာရင်းရေးသွင်းပေးဖို့လိုအပ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့စာရင်းရေးသွင်းမယ်ဆိုလို့ရှိရင်ဒီ electricity expense account မှာ debit accrued expense under liability ပေါ့နော်ပေးရန်ရှိတာဝန်ရှိလို့ credit side မှာစာရင်းရေးသွင်းပေးဖို့လိုအပ်ပါတယ်ပြီးသွားပြီဆိုရင်ဟို January လရောက်တဲ့အချိန်မှာဒီဟာကိုပတ်စံပေးပြီပေါ့ပေးပြီဆိုတဲ့အခါကျရင်ဒီ accrued expense account မှာ debit cash or bank account မှာ credit ဆိုပြီးတော့ဒီစာရင်းကိုပြန်ပြီးပိတ်ပေးဖို့လိုအပ်ပါတယ်နော်နောက်တစ်ခုကကြတော့ဒီ prepaid expense ပေါ့နော် prepaid expense ကကြတော့ကျမတို့တွေကဘယ်လိုမျိုးအသုံးစရိတ်လဲဆိုရင်ဒီဥပမာအဖြစ် insurance တွေနောက်ပြီးတော့ရင်ဒီအိမ်ငှားခတွေ rental cost တွေပေါ့နော်ဒီ rental cost တွေဆိုလို့ရှိရင်ကျမတို့ကတစ်နှစ်စာကြိုပြီးတော့ပေးလိုက်တာပေါ့နော်တစ်နှစ်စာကြိုပေးလိုက်တယ်ဒါပေမဲ့အဲ့လိုကြိုပေးလိုက်တဲ့အတွက်ကျမတို့ကဒီဟာနဲ့ပတ်သက်ပြီးတော့ future economic benefit ကိုပြန်ရမှာပေါ့နော်ပြန်ရမှာမို့လို့သက်ဆိုင်ရာလားလိုက်နဲ့သူ့ကိုစာရင်းခွဲသွင်းဖို့လိုတယ်အဲ့တော့ဒီဟာကိုစာရင်းသွင်းပြီဆိုလို့ရှိရင်ဘယ်လိုသွင်းပြရမှာလဲဆိုရင်ဒီ prepaid expense ကိုပတ်စံပေးလိုက်တဲ့အချိန်မှာ prepaid expense under current assets အောက်မှာ debit cash or bank account မှာ credit ဆိုပြီးတော့နံပါတ်1အနေနဲ့စာရင်းသွင်းပေးရမှာမယ်ပြီးသွားပြီဆိုရင်ဥပမာတစ်နှစ်စာကြိုးပေးလိုက်တယ်ဆိုရင်ဒီအသုံးစရိတ်စုစုပေါင်းကို7နှစ်နဲ့စားပြီးတော့တစ်လချင်းစီသက်ဆိုင်ရာလအလိုက်မှာစရိတ်ပြန်ပြပေးဖို့လိုအပ်ပါတယ်နော်အဲ့လိုပြတဲ့အချိန်ကြလို့ရှိရင် insurance မှာဖြစ်မယ်ဆိုရင် insurance expense account မှာ debit prepaid expense under assets account မှာ credit ဆိုပြီးစာရင်းပြန်ပေးဖို့လိုအပ်ပါတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်